ကာကျွန်တော်ပြောမယ်မနေ့မိုးနေတာရေဝတ်တိုက်ပြီးတော့တနားခွဲ2နာရီလောက်ကြာမှဒီလို training စပြီရေတပ်ပြေးဝင်နေကောင်ဒါ training စပြီရဲ့ပုံစံမျိုးဒီလိုမျိုးအကျဉ်း20ဆို20 30ဆို30လောက်အဲ့လိုလုပ်ပြီးသွားရင်ကျွန်တော်တို့ဒါဒုတိယတစ်ခါကျွန်တော်ရှီလုံးနောက်ဆုံးပြင်းပြင်းချင်းလုံးတော့စိတ်ရှိလက်ရှိလေးနဲ့စက်တကောင်နိုင်ဝက်တော့ကန်ရဲအဲ့ဒါကိုအချိန်30ဆို30အချိန်20ဆို20အဲ့လိုလေးတော့ကျွန်တော်ပုံမှန်လုပ်ပြပြီးပြီဆိုရင်ကျွန်တော်တို့ဒီလိုလေးဟိုအားရအမှန်ရောတော့ဒါရအလကားလောက်တာမဟုတ်တော့မိုးရိပ်ထဲမှာတာတိတောင်ပန်ဂိုင်းတွေကိုကျမ်းမာကြီးရလောက်တာတိုင်ပိုင်ခေါင်းတွေကိုပိုးပြီးတော့ခွန်အားဖြစ်စေတန်မာစေရပါဟုတ်ပြီနော်အဓိကကိုဆေးတွေအားကိုးနေမယ်အစားဒီပေါ်ချက်ကိုလည်းပြင်ပြအောင်ဖြစ်နိုင်တဲ့လူကြောင်လည်းလုံအောင်လို့နော်အဲ့လိုတွေလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ channel လေးမောလာရှိကိုအချိန်များရတဲ့မောလာပြီဆိုအားတော်လေးကျွန်တော်တို့ဒီလိုလေးချပြဒီလိုကျွန်တော်လေးနဲ့ဒီအားတော်ကလေးဒီအားတော်ချတော်မှနေသေးလားသူတို့ဒီနှာခေါင်းနဲ့ဒီပါးစပ်ကြားမှာအချောင်းလေးရှိတယ်အဲ့အချောင်းလေးတော့ဒီချာလေးထည့်ပြီးတော့လေထိုးပြရတယ်โอเคကျွန်တော်မနဲ့ဆိုရင်ကျွန်တော်တော့ပုံစံမျိုးလေးပေါ့ဒါကနိစတစ်ပိုင်းလေးတွေပေါ့နော်အများကြီးတော့ခတ်တော့မခတ်ဘူးဟိုသိရင်တော့လွယ်တာပေါ့မသိတော့နည်းနည်းလေးခက်ခဲပါအဓိကအချက်ကပါလဲဝိုင်းတွဲမှာခွန်မွေးတဲ့ဘူကဆရာပေါ်ကြားဟုတ်လားညီကိုအဓိကဒါလည်းကျွန်တော်တို့အခြေခံချက်ပြင်းတဲ့ထဲမှာဒါနိစတစ်တွေပါတယ်ညီကိုတွေအားလုံးကျွန်တော်လေးစားလိုက်ပါဗျကပြီးရင်ကျွန်တော်တို့အဲ့လိုလှုပ်ပြီးသွားရင်ကိုလှုပ်ချင်တာလေးကိုလှုပ်ချင်တဲ့ပုံစံလေးကိုလှုပ်ပြီးသွားရင်ဒီလိုအရှိတ်ကောင်းကောင်းပေါ့နော်အရှိတ်ကောင်းကောင်းအောက်မှာချက်ကိုလွတ်ချောင်းမယ်ဒါတွေဆိုရင်ကျွန်တော်တနာရီခွဲ2နာရီလောက်3နာရီအာ3နာရီပေါ့ဒါတနာရီခွဲ2နာရီလောက်ဆိုရပါပြီကျွန်တော်ဒါလေးဆိုကျွန်တော်တနေ့ကိုအနည်း2နာရီလောက်လွတ်တိုက်မဲ့ချက်ကိုတော့ကျွန်တော်လွတ်ချောင်းတော့ကောင်းကျမလုံးဝမလိုက်စီနဲ့ရေခဏတိုက်မယ်ဒါပဲချက်မွေးချက်ကန်ကောင်းမယ်ကိုကျွေးတဲ့အစာပဲသူတို့စားမယ်ဆိုရင်ဒါချက်တကောင်ကတားကိုပဲဟိုကောင်းနေပြီဒါပြင်းစင်တာပြင်စင်တာတော်တော်ကောင်းတယ်ပေါ့နော်အခြေခံပြင်စင်နည်းလေးတွေပေါ့ညီကိုနော်အဓိကချက်ဘလောက်ကောင်းနေလူပေါ်မူတည်ရဆိုတာညီကိုတွေကိုကျွန်တော်လက်ခံစေချင်တယ်နော်ညီကိုနော်အားလုံးလေးစားလဲပါမနေ့ဆိုရင်ရေဝါတိုင်းမယ်ကျွန်တော်တို့နေလန်းမယ်ပြီးရင်ကျွန်တော်တို့ဟိုလေ့ကျင့်ခန်းလုပ်မယ်မိကျန်လုပ်ပြီးရေမိုးချိုးမယ်ချက်ကိုလည်းရေမိုးချိုးပြီးတော့ကျွန်တော်တို့အစာကိုကျွေးတဲ့အစာပဲစားအောင်လို့တခြား queue ဆိုင်မယ်ပြီးရင်ကျွန်တော်အရိပ်အေးမြတဲ့အရိပ်အောင်မှာချက်ကိုဒီလိုလွတ်ကြောင်းမယ်ဗျညီကိုတွေအားလုံးလေးစားလဲပါဒါကျွန်တော်ရဲ့ချက်ပြင်းနီးကျွန်တော်အခြေခံညီကိုပေါ့နော်အခြေခံလေးကျွန်တော်ပြောပြခွင့်ရတဲ့အတွက်ကျွန်တော်မင်္ဂလာပဲဗျအားလုံးမင်္ဂလာပါဗျနော်